ကဲဒီကောင်ကတော့ကလေး160ပေါ့ကလေး160ဒီစတက်ကလေးကျိုးသွားတယ်ပေါ့စတက်ကလေးကျိုးသွားတယ်တန်းချက်ဒီကျိုးသွားတော့ဟိုဆက်ပြန်ချင်တော့ဒီပညာလေးကိုဆရာနှိုက်လိုက်နှိုက်ပြီးတော့ဒီခလုတ်ကိုဝင်အောင်ထည့်ရတယ်ဝင်အောင်ထည့်ပြီးတော့ဒီခလုတ်နော်ဒီမှာ socket ထည့်ပြီးတော့သူကျိုးရတဲ့နေရာမှာဆရာတော့ဘာကျိုးလေးဖြုတ်ပြီးတော့ပြန်အစားထိုးပေးလိုက်တော့ကွာအဲဆိုရင်ဒီခလုတ်အုံကသူကအုံလိုက်ပဲဝင်ရတော့ဟိုအဲကြောင့်အခုဒီရိုးခလုတ်အုံနဲ့ဆရာထုံထည့်လိုက်ပြန်ပြီးလိုက်နော်ဒီနေရာလေးပြီးလိုက်နော်ပြီးထည့်လိုက်အဲဒီကလေးခလုတ်တွေကကျိုးရတော့ပြတ်သွားတော့ထည့်ကြည့်လိုက်နော်ဒီကြတဲ့စတက်ခလုတ်ဖြစ်နေဆိုရင်တော့နော်တကယ်လို့အဲ့ဒီကလေး160ပဲစတက်ခလုတ်တွေကျိုးသွားတာလည်းပါလို့ဒီဆရာလောက်ရတဲ့စီးတိုင်းကိုလုပ်ကြည့်လိုက်စီးရတယ်နော်ဒါဆိုရင်ခလုတ်နောက်ကကျိုးခဲ့